Okay, so the unit 22 exercise တွေကို practice လုပ်ကြမယ်အဲ့တော့22.1 မှာ put in will ဆိုတော့ဒီနောက်က apostrophe double L ကအတူကောက်ရေးထားပါဘောเนาะအဲ့တော့ will ဒါမှမဟုတ် won't သုံးပြီးတော့ sentence တွေရေးမယ်ပေါ့เนาะအဲ့တော့ number 1မှာ can you wait for me I won't be long အဲ့တော့ငါ့ကိုစောင့်နိုင်လားတိတ်မကြည့်ငါမကြောက်ဘူးလို့ပြောတဲ့အတွက် won't ကိုသုံးတယ်ပေါ့เนาะဒီမှာဖြေထားပြီးသားပေါ့ number 2က there's no point in asking Amanda for advice she blank know what to do ဆိုတော့ဒီမှာ well ဖြစ်မှာ won't ဖြစ်မလားအဲ့တော့ Amanda ကိုအချက်ညံတောင်းတာနဲ့ပတ်သက်ပြီးတော့အသုံးဝင်လောက်ပေါ့เนาะဘာလို့လဲဆိုတော့ she အဲ့ဒါဆိုရင်နောက်က won't ဖြစ်မှာပေါ့เนาะ she won't know what to do ဆိုတဲ့အတွက်ဘာလုပ်ရမလဲလို့သူမှလည်းမသိတော့ဘူးဘာအကြောင်းအရာကို asking လောက်တာလည်းတော့မသိဘူး advice တစ်ခုကိုတောင်းတယ်သူမသိတဲ့အကြောင်းအရာတစ်ခုကို Amanda လည်းမသိတော့ဘူး there's no point so useless လို့ပုံစံမျိုးပဲအဲ့တော့ she won't လို့တောင်းတယ်ပေါ့နော်နောက် number 3က I'm glad I'm meeting Emma tomorrow မနေ့ဖြန် Emma ကိုတွေ့ရဖို့ရှိတဲ့အတွက်ကြောင့်မလို့ဝမ်းသာစရာပဲအဲ့တော့ it ရယ် blank ရယ် be good to see her again ဆိုတော့ဒါဒီဘာဖြစ်မလဲ well ပေါ့နော်အဲ့ဒါမှမဟုတ်လို့ရှင်နဲ့ it'll အဲ့တော့ it will be good to see her again သူမကိုပြန်တွေ့ရတာကောင်းတယ်ပေါ့နော် now number 4က I'm sorry about what happened yesterday အဲ့တော့ it blank happen again ဒါဒီဝယ်ဖြစ်မလား won't ဖြစ်မလားဆိုရင် won't ပေါ့နော် it won't happen again ပေါ့နော် I'm sorry about what happened yesterday မနေ့ကဖြစ်ခဲ့တာအတွက်တောင်းပန်ပါတယ် it won't happen again နောက်တစ်ချိန်ထပ်မဖြစ်ပါဘူးပေါ့နော်မဖြစ်စေရပါဘူးမဖြစ်တော့ဘူးဘယ်လိုမျိုးပြောရအောင်နော် but 5က you don't need to take an umbrella with you I don't think it blank rain အဲ့တော့ထီးယူလာစရာမလိုဘူးပေါ့နော်အဲ့တော့ I don't think မိုးမြွာလောက်ဘူးလို့ထင်တဲ့အတွက်သူကထီးမယူလာစရာမလိုဘူးလို့ပြောတဲ့အတွက် I don't think ရှေ့က negative ဖြစ်တဲ့အတွက်နောက်က it will rain ပေါ့နော်အဲ့တော့ it'll rain ဒါမှမဟုတ်လို့ရှိရင် it will rain ဒီ apostrophe double L နဲ့ it နဲ့ပါရင် it'll အဲ့လိုမျိုးထွက်တယ်ပေါ့နော်အဲ့တော့ it will rain I don't think it will rain ဒီမိုးမရွာလောက်ဘူးလို့ငါထင်တယ်အဲကြောင့်ထီးယူလာစရာမလိုဘူးပေါ့နော်အဲ့ဒီပဲနဲ့ပြောတာ number 6က I've got some incredible news အဲ့တော့ you blank believe it ရှေ့က I've got some incredible news ဖြစ်တဲ့အတွက်နောက်က you won't believe it ဖြစ်မယ်ပေါ့နော်အဲ့တော့မယုံနိုင်ဘူးအမှအရင်မယုံနိုင်လောက်တဲ့ incredible ဆိုတာကမယုံနိုင်လောက်အောင်ပဲသတင်းတစ်ခုရှိရယ်အမှပြောစရာသတင်းတစ်ခုရှိရယ် you won't believe it ဆိုတော့ဒီအရှိကစကားကို situation ကိုခြေပြီးတော့နောက်က you won't believe it ပေါ့နော် okay well I won't လာဆိုရင်ဒီမှာ won't ပေါ့နော် 22.1 ပြီးတော့2ပေါ့နော်ဒီ complete sentences using will ကိုသုံးပြီးတော့ sentence တွေစိတ်မယ် choose from the following so box တွေက verb တွေကိုရေးမယ်ပေါ့နော်အဲ့တော့ don't worry about your exam I'm sure you'll pass အဲ့တော့ you'll pass ဆိုတဲ့အတိုင်းပဲဒီနောက်အရှိက don't worry about your exam စာမေးပွဲအတွက်အရင်စိတ်မပူနဲ့မင်းအောင်မယ်ဆိုတာငါသိကြတယ်ဒီလိုပြောလိုက်တာနော် number 2ကwhy don't you try on this jacket အဲ့တော့ဒီ jacket ကိုဘာလို့မ try ကြည့်ရလဲနောက်မှာ nice on you ဆိုတဲ့အတွက်ဒီတဲ့ကဘာတစ်ခုကိုရွေးမလဲမှာ it will look ပေါ့နော် it will look nice on you အဲ့တော့မင်းနဲ့ဆိုကြည့်ကောင်းပါပဲဒီ jacket ဘာလို့ဝတ်မကြည့်ရလဲဒီ jacket လေးဝတ်ကြည့်ပါလားဒီလိုမျိုးပြောတာနော် number 3ကတော့ you must meet Max sometime I think blank him အဲ့တော့ Max ကိုတခါတလေတော့တွေ့မယ်ပေါ့နော်တွေ့လိမ့်မယ်တွေ့ရမယ် I think blank him ဆိုတော့ဒီကဘာတစ်ခုရွေး you will like ပေါ့နော် you will like him အမွေ you'll like him now number 4 guy is a very nice hotel blank your stay there ဆိုတော့ဒီရှေ့မှာဒီ box တွေပါရေးမလဲဒီ is a very nice hotel ဒီ hotel က
ကောင်းတယ်ပေါ့နော်အဲ့တော့ you will enjoy your stay there yeah enjoy ဆိုရယ် verb ကိုယူမှာနော် number 5က it's raining hard don't go out မိုးသေးကြီးမဲကြီးရွာနေတယ်အပြင်မသွားနဲ့ blank နဲ့ very wet နဲ့ဆိုတော့ဘာဖြစ်မလဲဒီမှာ what very wet ဆိုတော့ get ဆိုရယ် verb နဲ့သုံးမှာနော်အဲ့တော့ you will get very wet number 6က do you think blank longer in the future အဲ့တော့ do you think ဆိုရတဲ့အတွက် longer in the future နဲ့ဆိုတော့ဘာပြန်တွဲမလဲပေးထားတဲ့ verb တွေကပဲဖြစ်နိုင်တာ people live ပေါ့နော်အဲ့တော့ people live ဆိုရတဲ့ verb ကို people will live ပေါ့နော် do you think people will live longer in the future အဲ့တော့အနာဂတ်မှာလူတွေကဟိုအသက်ရှိရှိအကြာကြီးနေနိုင်တယ်လို့ထင်လားအဲ့လိုမျိုးပေါ့နော် number 7က goodbye I'm sure blank again before long ဆိုတော့ဒီတဲ့ verb တစ်ခုဘာဖြစ်မလဲ we will meet ပေါ့နော် meet ဆိုရတဲ့ verb ကိုရွေးမယ်ဒီမှာအဲ့တော့ goodbye လောက်ဆက်တယ်အဲ့တော့ I'm sure we will meet again before long အဲ့တော့မကြခင်ပြန်တွေ့ before long ပြန်တွေ့မယ်ပေါ့နော်အဲ့လိုမျိုးတိတ်ပဲနဲ့ပြောရဲ number 8က I've invited Anna to the party but I don't think အဲ့တော့ Anna ကိုသူက party ကိုဖိတ်လိုက်ပြီးပြီ but I don't think ဆိုရတဲ့အတွက်သူမလာမယ်လို့မထင်ဘူးငါမထင်ဘူးပေါ့နော်အဲ့တော့ she will come now number 9က you can borrow Amy umbrella အဲ့တော့ Amy's umbrella ကိုငှားတော့လို့ရတယ် I don't think ဘာဖြစ်မလဲဒီက buff တစ်ခုကိုယူရဲဆိုရင် she နဲ့ mine နဲ့ဆိုတော့သူမတိတ်ပြီးတော့အဲ့လိုစိတ်မရှိဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့ငှားလို့ရတယ် Amy ကမတွတ်လို့အဲ့လိုမျိုးပုံစံနဲ့ပြောရတဲ့သဘော I don't think she will mind အဲ့တော့သူမဒီထီးကိုပေါ့နော်ငှားလိုက်တာနဲ့ပတ်သက်ပြီးစိတ်တူရစိတ်ဆိုးတာမကြိုက်တာမျိုးမရှိတော့ဘူးလို့ငါရှိရလို့ဟိုရှိရလို့ငါမထင်ဘူးဆိုတော့မရှိတော့ဘူးပေါ့အဲ့လိုပြောအောင်နော် number 10က it takes me an hour to get to work at the moment အဲ့တော့ဒီအလုပ်ကိုသွားဖို့အခုတလောတနားကြီးကြာတယ် when the new road is finished ဆိုအရင်တော့ကတော့သူတို့တနားကြီးသွားခဲ့ပေမဲ့တနားကြီးလောက်ကြာခဲ့ပေမဲ့အခုဒီလမ်းအသစ်ပြီးသွားတဲ့အခါမှာ much quicker ပို့ပြီးတော့မြန်လာရဲဆိုတဲ့အတွက်ဒီအနောက်မှာmuch quicker ဆိုတဲ့ buff နဲ့အရှိရပါဖြစ်မလဲ it will be much quicker အဲ့လိုတိတ်ပဲရပါတော့ number 22.3က right questions using do you think နဲ့ well နဲ့ဒီလိုမျိုးသုံးပြီးတော့အောက်က box တဲ့ buff တွေနဲ့ဘယ်လိုရေးကြမလဲ question ကိုoneက I've bought this picture from for Karen Karen အတွက်ဒီ picture ကိုဝယ်ပြီးဝယ်ခဲ့တယ် do you think she will like it she'll like it သူမကြိုက်လိမ့်မယ်လို့ထင်လားအဲ့တော့သူက picture ဝယ်လာပြီးတော့သူမကြိုက်လောက်မယ်ထင်လားအဲ့လိုမျိုးမေးအောင်နော်အဲ့တော့ she'll like it do you think she'll like it and number 2က the weather doesn't look very good do you ဘာဖြစ်မလဲthe weather doesn't look very good ဒီဥကတော့အရန်ကောင်းတဲ့ပုံမပေါ်ဘူးပေါ့နော်အဲ့ဒီတော့နောက်က do you think နဲ့စာတာအကုန်လုံးပဲဆိုတော့ do you think it will rain မိုးရွာမယ်လို့ထင်လားလို့မေးအောင် number 3က the meeting is still going on when do you meeting ကဆက်ပြီးတော့မပြီးသေးဘူးပေါ့နော်ဆက်ပြီးတော့ meeting ဆက်လုပ်နေအောင်မယ် when do you think it will end ပေါ့နော်ဒီထဲမှာဆိုရင် end ဆိုတဲ့ verb ကိုယူပြီးတော့ဘယ်ချိန်ပြီးလောက်မယ်လို့ထင်လဲ and number 4က my car needs to be rebuilt how much အဲ့တော့ငါကပြင်ဖို့လိုနေပြီဒီထဲကဘာဘယ် verb ကိုရွေးမလဲ cost ဆိုတဲ့ verb ကိုရွေးမှာပေါ့နော်အဲ့တော့ how much do you think it will cost အဲ့လိုမျိုးဖြစ်မယ်နော် and number 5ကSally and David are in love do blank ဘာဖြစ်မလဲ Sally နဲ့ David ကတယောက်ကိုတယောက်ချစ်ကြိုက်နေကြတယ်အဲ့ဒီအချိန်မှာအနောက်က do ရယ်ဆိုဒီထဲက get married နဲ့နှိစက်တယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်မလဲ do you think they'll get married they will get married okay number 6က I'm going out now okay what time ငါအခုအပြင်သွားရမယ် okay what time
ဆိုတော့ be back ပေါ့နော်အဲ့တော့ဘယ်အချိန်ပြန်လာမလဲ what time do you think you'll be back you will be back number 7က the future situation is uncertain အနာဂတ်ကိစ္စတွေအခြေအနေတွေကမသိချဘူး what မဖြစ်မလဲ happen ဆိုတဲ့ verb ကိုရွေးမယ် what do you think will happen မဖြစ်မယ်ဆိုတာဘယ်လိုဖြစ်မယ်လို့ထင်လဲเนาะ okay 92.4က where do you think you will be at this time write sentences about yourself အဲ့တော့ကိုကြောင့်ရေးမယ်ပေါ့နော်ဒီ I'll probably be I don't know where ဒီဟာကြီးသုံးပြီးတော့ okay အဲ့တော့ number 1က next Monday evening at 7:45 အဲ့တော့ Monday ညနေတနင်္လာနေ့ညနေနောက်တစ်ပတ်တနင်္လာနေ့ညနေ 7:45 မှာဘယ်ပါဖြစ်နေမလဲဆိုရင်ဒီမှာတော့ example က I'll probably be at home အဲ့မှာရှိနေတာသိကြတဲ့လောက်ပဲဆိုတော့နောက်ထပ် sentence တွေရေးအောင် number 2က at 3 am tomorrow မနက်ဖြန်မနက်3 နာရီမှာဘာဖြစ်မလဲဘာလုပ်နေလောက်လဲအိမ်နေမှာပေါ့နော်မနက်3 နာရီဆိုမနိုးလောက်သေးအဲ့တော့ I'll be in bed now number 3က at 10:30 tomorrow morning မနက်ဖြန်မနက်10 နာရီခွဲမှာဘာလုပ်နေမလဲဘာလုပ်စရာရှိမလဲအလုပ်ဆိုလုပ်ချောင်းဆိုချအဲ့တော့ I'll be at work နော် now number 4က next Friday afternoon at 4:15 4:15နေ့နိုင်15နောက်တစ်ပတ်တောက်ကြနေ့လည်ခင်နေ့နိုင်15မှာဘာဖြစ်မလဲရုံးမှာဆိုလဲရုံးမှာပေါ့နော် I'll probably at work ဒါမှမဟုတ်လို့ရှိရင် I'm probably at office or at home ကြိုက်တာရေးလို့ရတယ် number 5က this time next year ဒီနှစ်ဒီနောက်နှစ်ဒီအချိန်မှာဘယ်လိုဘာဖြစ်နေမလဲကိုအဲ့တော့ I don't know where I'll be အဲ့တော့ငါဘယ်မှာမဖြစ်နေလဲဆိုတာမသိဘူးဒီ future situation ကို answer တိတ်ပေါ့နော်အဲ့တော့ 22.5 မှာ which is better in these sentences အဲ့တော့ဒီ sentences ဒီမှာဘယ်ဟာမှန်လဲမင်းနဲ့ယူပေါ့နော်နှစ်ခုရတစ်ခု number 1က Lisa isn't free on Saturday Lisa ကစနေနေ့မှာမအားဘူးဘာဖြစ်မလဲဒီမှာတော့ရေးထားပြီးသားဆိုတော့ she's working က correct ပေါ့နော် number 2က it was an amazing experience ဒါamazing experience တစ်ခုပဲအဲ့တော့ I never forget it ဖြစ်မလား I'll never forget it ဖြစ်မလားဆိုတော့ I'll ဒါ correct ပေါ့နော် amazing experience ပဲဒီဟာကတခါငါ I'll never forget it ဘယ်တော့မှမေ့မှာမဟုတ်ဘူးအသင်းစရာအတွေ့အကြုံတစ်ခုပဲဒီဟာမှတောင်းတခဲ့တာပဲဖြစ်ဖြစ် something အဲ့လိုမျိုးတစ်ခုခုလုပ်ခဲ့ experience တစ်ခုခုကို amazing မယုံနိုင်တော့အန်ဝယ်ကောင်းတယ်ပေါ့နော်အသင်းစရာကောင်းတယ်ဒါငါဘယ်တော့မှမေ့မှာမဟုတ်တော့ဆိုတဲ့ဒီပဲနဲ့ပြောမှဖြစ်တဲ့အတွက် I'll never forget it ကအမှန်ပေါ့နော် is correct now number 3က something very funny happened you are laughing you'll laugh when I tell you about it so you'll laugh so တခုခုဒီ very funny happenings အရင်ကြီးစရာကောင်းတဲ့တခုခုဖြစ်သွားခဲ့တယ်ငါမင်းကိုအဲ့အကြောင်းပြောပြလို့ရှိရင်မင်းရီလောက်တယ်ဆိုတော့အတိတ်ပဲနဲ့ you'll laugh so you'll laugh when I tell you about it နော် number 4က I'll go ဖြစ်မလား I'm going ဖြစ်မလားဆိုတော့ tomorrow do a party tomorrow night would you like to come to အဲ့တော့မင်းရောလာခြင်းလား tomorrow night မနေ့ညမှာ party ကိုဖြစ်မလဲ I'm going ဘာလို့လဲသူဒီ decide လုပ်ထားတယ် arrange လုပ်ထားတယ်ဒါကြောင့် present continuous ကိုတော့မယ် number 5က who do you think will win ဖြစ်မလား is winning ဖြစ်မလား the game tomorrow မနေ့ပြန် game ကိုwho do you think ဘယ်လိုနိုင်မယ်လို့ထင်လဲပေါ့နော်အဲ့တော့ will win က correct ဖြစ်မယ်အဲ့တော့ who do you think ဒါ future ကို predict လုပ်နေတဲ့အတွက်ကြောင့်မလို့ will ကိုသုံးတယ်ပေါ့နော် number 6က I can't meet you this evening အဲ့တော့ဒီညနေမတွေ့နိုင်ဘူး a friend of mine will come ဖြစ်မလား is coming ဖြစ်မလား to see me is coming ဖြစ်မယ်ပေါ့နော်ဒါတစားသူ arrange လုပ်ထားပြီးသားတွေ့ဖို့ချိန်ထားပြီးသား is coming to see me ငါတင်ချင်းတယောက်လာပြီးငါ့ကိုတွေ့မှရှိတော့ငါဒီညနေတော့မင်းမတွေ့နိုင်ဘူးအဲ့လိုပြောတာနော် number 7က don't be afraid of the dog it won't be like it isn't hurting you လား it won't hurt ပေါ့နော် don't be afraid of the dog ခွေးကိုမကြောက်ပါနဲ့ it won't hurt you သူမကြိုက်လောက်ဘူးကိုပြောတာပေါ့နော်အဲ့တော့ number 8က
what's happening ဖြစ်မလား what will happen ဖြစ်မလား if I press this button အဲ့တော့ဒီ button ကို clock ကိုငါနှိပ်ဖိလိုက်လို့ရှိရင်ဘာဖြစ်သွားမလဲလို့မေးရမှာဆိုတဲ့အတွက် what will happen ပေါ့နော် number 9 က have you decided where to go for your holidays အဲ့တော့အားလရက်မှာဘယ်ကိုသွားမယ်လို့ဆုံးဖြတ်ထားလဲဘယ်ကိုသွားမယ်လို့ဆုံးဖြတ်ပြီးပြီလဲ number B ကပြန်ပြီးတော့ reply ပြန်တယ် yes we will go ဖြစ်မလား we are going to Italy ဖြစ်မလားဆိုရင်တော့ we are going to Italy ဖြစ်မယ်เนาะဘာလို့လဲဆိုတော့သူဒီ arrange လုပ်ထားပြီသား okay အဲ့တော့22ရဲ့ exercise တရားဒီထိပါပဲ thank you so much bye bye